ဒီကပါကျွန်တော်ဒီမှာဝက်ပလီဝရောက်လာပြီတော့ဘန်ကောက်မြို့မှာပဲကျွန်တော်ရောက်လာပြီဒီကျွန်တော်ရောက်လာပွဲမရှိသေးဘူး6ခွန်ချစ်အဲ့ဒီ9ရက်အဲ့ဒီ3ရက်ပွဲရှိမှာပေါ့နော်ဒီမှာကျိုးတရားအောင်မှာကျိုးတရားတွေ့လားအဲ့ဒီကျိုးတရားဘန်ကောက်ရဲ့ကျိုးတရားအဲ့မှာဘန်ကောက်ရဲ့ကျိုးတရားအောင်မှာဘန်ကောက်မြို့ရဲ့ကျိုးတရားအောင်မှာဘန်ကောက်မြို့ရဲ့ကျိုးတရားအောင်မှာနော်ရောက်လာပြီဒီမှာပွဲရှိမယ်ဒီမှာဖရားเจ้าတကြောင်ရဲထဲမှာတက်ချခိုးလို့ရတယ်ပေါ့နော်ခဏမှတက်ချခိုးလိုက်ပဲပေါ့နော်တရားပဲလာတယ်ပေါ့နော်ဗီဒီယိုရိုက်ပေးမဲ့လူကတော့သူဒီနေ့အလုပ်ရှင်းတယ်ပေါ့နော်ကျွန်တော်ဒီမှာလိုက်ရိုက်ပြတယ်ပေါ့နော်ကျွန်တော် location ချထားပေးမယ်နော်ကျွန်တော်မေးလာတယ်လူတွေလည်းရှိတယ်တော့ location ချထားပေးလာလေလို့ရတယ်နော်ဒီဘန်ကောက်မှာပဲဘန်ကောက်မြို့မှာပဲမပွဲရှိမယ်နော်အချိုးတော်တွေလာမယ်လို့ပြောတာပဲညနေပိုင်းညပဲနော်ဒါရှိမယ်တဲ့လားတော့ပါကဒီမှာလားနာဘာပွဲရှိမှာပေါ့နော်တို့ပြင်မပြီးသေးဘူးနော်ပြင်နေကြတယ်ပေါ့နော်လူကတော့တိတ်မရှိတော့ပူနေကြတော့ညနေခင်းမရောက်သေးဘူးပေါ့နော်ပူနေဆိုတော့လူတွေကတော့နားတာပေါ့နော်ပြင်တယ်လူလည်းပြင်တယ်ပေါ့နော်လာလူရလွှဲရတယ်ပေါ့နော်ကျောင်းကတော့ပြင်မပြီးသေးဘူးကျောင်းကြည့်ရဲ့ဒီမှာကဖိုးဖားရိတ်တာဖိုးဖားတွေလည်းရှိပါတယ်နော်ဆက်ရှိရလူရှိတဲ့လူရှိဖိုးဖားရလာလို့ရတယ်ဖိုးဖားရအထဲမှာထိုင်နေတယ်ကျွန်တော်မရပြတော့ဘူးမကျွန်တော်ဟိုဘုရားရပါတယ်တော့ရပြပါဘောနော်ဟိုကမ်းနားမှာငါးစားတယ်ကကျူလို့ရတယ်နော်ငါးတယ်ပေါ့ပဲနော်ဘုရားရစစ်ခိုးလို့ရတယ်ဘုရားတက်ပဲတော့ရတယ်မတူများရစစ်ခိုးတယ်နော်နောက်ဆုပ်ပြီးတော့တက်မရမှာဘောနော်နာနော်မဖျားရစစ်ခိုးဖျားရဘူးစောနာပါလားလာစတော့ပါငါလာဘူးစောကြည့်ဖျားဘူးစောလားဘူးစောဖျားတော့ဖျားမျက်နှာမတွေ့တော့ဘူးနော်မျက်ကတ်ထားတယ်နော်ဖုန်းကြည့်ရနော်နမည်မကြည့်ရမကြည့်ဖုန်းကြည့်ဖျားမျက်နှာတော့မတွေ့ရတော့အဲ့ဒါမှငါပတ်လူတာပတ်စံတမိုးကြီးပတ်စံတော့2000ပဲနော်အခုပတ်စံသေးလေးပဲကျန်တော့ပေါ့နော်ဒီမှာမလာလို့ရတယ်ပေါ့နော်အများကြီးပဲဟုတ်လားဟုတ်ပါလားဖုန်းကြည့်ရမှာဖျားရတယ်ကျွန်တော်တို့ဒီမှာယူပြီးတော့မိထွန်းမှာမိကျလာရှိတယ်ပါမိထွန်းမှာရေမှာလော်လို့ပါစူတောင်းမှာကိုလို့ရှင်စူတောင်းပါနော်ခရတစ်ခါသွားရကိုလို့ရှင်စူတောင်းရရတယ်မရတာမရှိဘူးနော်ရတယ်နော်ဒါကိုစိတ်ထဲမှာတစ်ခုပဲစူတောင်းပါအများစူတောင်းသူမသေးဘူးနော်ရဒီဖျားလည်းကတော့ရရတယ်နော်ဖျားလည်းတက်ပဲတယ်နော်ဒီမှာနော်ဖျားလည်းရှိတယ်နော်ဖျားပြမလားဖျားလည်းကတော့ရတယ်နော်မှန်နော်မလာရကြပါဘူးလာချင်ကျွန်တော် location ချထားပေးပါနော်လာလေလို့ရတယ်နော် location ချထားပေးပါနော်ဟိုမှာငါးစားကြည့်တော့ဟုတ်ပဲပါနော်အဲ့ကြောင့်ပြန်ရတဲ့ပါနော်ဒီမှာပတ်လို့ရတယ်ပါနော်ဖရားပတ်ချင်ပတ်လို့ရတယ်ပါနော်စတောင်းပြီးပြန်ပတ်ဒီကလည်း6ပဲ6နားယူလို့ရတယ်ပါနော်ဟိုမှာဒီလည်းနားယူရတယ်နားယူမနေရဖြစ်အောင်မအေးချမ်းနေတာပဲစားရနေတာပဲအဲ့မှာဒီမှာပါဖရားပတ်ပြီးတော့စတောင်းပါနော်အေးချမ်း6ပါနော်တော်လေးပတ်ပါအဲ့လိုမျိုးပါစတောင်းပါကိုလိုချင်တာတွေကရပါဘောကိုစတောင်းရနော်စတောင်းပြတယ်နော်ဒီဖရားလာလူတွေမပြတ်ဘူးလက်ကြည့်6ရက်နဲ့9ရက်နဲ့10ရက်နဲ့ဆိုရင်ညနေပိုင်းလူပြည့်မှာပဲဒီနေ့တစ်ခါပေါ့နော်ဖရားပွဲပေါ့အကြည့်တာပေါ့နော်ဒီနေ့တစ်ခါလောက်တယ်ပေါ့နော်ဖရားပွဲရောက်တဲ့နေ့ပေါ့ဖရားပွဲရောက်တဲ့နေ့ပေါ့အမဖိုးဖားတယ်ဘောဆောက်တဲ့ဖိုးဖားရသိဖိုးဖားတွေမှာရှိတာပေါ့နော်ဟုတ်ပါနော်လာလူလေးရတယ်ပေါ့နော်ငါကကိုနာမည်ကိုရေးပြရတယ်မှာပေါ့နော်နာမည်ရေးပြရတယ်မှာချိတ်ထားလိုက်ပါပေါ့နော်နာမည်ရေးရတယ်ပေါ့နော်ဒီလိုတော့ဗာရေးတယ်မသိဘူးရေးရကိုရေးစနေရေးလိုက်ဆောင်းလိုက်ရတယ်ပေါ့နော်ကျွန်တော်လားစာကြည့်တဲ့နေရာတော့ရိုက်ပြပါပေါ့နော်လိုက်လာခဲ့ပါဘာဖြစ်နေကြရင်တက်ပြပါမလားဘာဖြစ်နေမှနာမည်ကြည့်ရပါကျွန်တော်စနေစတောင်းနာတွေ့လားညတင်တယ်တော့ဝယ်တော့ကတော့ဘာလို့ဘာဖြစ်နေနော်ဘာဖြစ်နေဒီမှာရောက်လာပြီဘာဖြစ်နေနော်မငါးစားကျွေးမယ်မငါးရငါးရငါးရရောက်လာပြီနော်ငါးရငါးစားလာကျွေးပါလားဒီကနာပါလားတဲ့နော်ငါလေးကားရတယ်ပဲနော်သူတို့ပြောတယ်မလဲ
ငါစားလာကြည့်တို့စားပြီးငါစားဘယ်မှမသွားဘူးသူအပေါ်ကြီးတယ်ဒီမှာငါးရတဲ့ဘော်ရပါလားငါးရစားလာကြည့်တဲ့ဘော်ရပါလားနေရန်ပို့ရတယ်တဲ့ငါးရများတယ်ကနာမသားရနေတာပဲညီမပါကြာတော်များပဲတော်ပေါ်တယ်ဟုတ်လားကျွန်တော်ဒီမှာဟိုမှာချိုးတရာတွေ့ဘန်ကောက်ရဲ့ချိုးတရာကျွန်တော်ရိုက်ပြမယ်ညီမဘန်ကောက်ရဲ့ချိုးတရာအောက်မှာဘန်ကောက်ရဲ့ချိုးတရာနဲ့နီးရတယ်ဟုတ်မှာလေချိုးတရာချိုးဘန်ကောက်ရဲ့ချိုးတရာတွေ့လားသူတို့လောက်ထားတာဟုတ်တယ်ပဲအောက်မြင်ရတယ်ဟိုကဒီကိုင်ကြည့်ရတာရရတယ်တာရတဲ့စုခင်းလေးတွေတွေ့လားကြည့်ညာပါဗီဒီယိုတော့နဲ့စီရောကြည့်လိုက်အကငါ့ကိုဘယ်မှပြီးမထွက်တော့ဘူးလားမသိဘူးတို့တိုက်လောက်ထားတာလားပါလားမသိဘူးတို့တွေမတွေ့လားမဘန်ကောက်ရဲ့ချိုးတရာကားတွေပြေးတယ်တွေ့ကျိုးတရာဟုတ်ပဲတဲ့အငါရကျိုးတရာကျလာဟိုးပဲရှာမတော့ချေတော်လို့ရတယ်ဒီလည်းမရဟုတ်ပဲလေကျိုးတရာတွေ့โอเคတာရနေတာတွေ့လားကဲအားလုံးဘိုင်ဘိုင်အားလုံးအပိတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တောင်းဆိုချင်ပါတယ်ကွန်မန့်ရေးလာခင်နော်ကျွန်တော်လုပ်ချင်းချထားပေးမယ်နော်ကျွန်တော်တို့လည်း follower လုပ်ဖို့မမေ့နဲ့နော်ကျွန်တော်သွားချင်တဲ့ဖရားတွေပါတယ်ကျွန်တော်ရိုက်ပြပြီးတော့ location အများကြီးချထားပေးမယ်နော်နောက်ပြီးတော့ကျွန်တော်တို့လည်းမချဲဖို့လည်းမမေ့နဲ့နော်ကျွန်တော်မေတ္တာရက်ခံပါတယ်နော်အားလုံးပဲမင်္ဂလာပါဘိုင်ဘိုင်